ပထမနာမခန္ဓာနာခန္ဓာဆိုတာဝိပဿနာဉာဏ်ဆိုတာပြည့်ညက်ပြောက်ပထမရောက်မှလိမ့်မယ်ပထမလေးရောက်တော့ခါကျတော့လှုပ်တဲ့ခါနဲ့ပူတဲ့အိမ်နဲ့ဆုပ်ရကြတယ်ဆိုပထမလေးဖောက်ပြန်တာပေါ်လာမယ်ဘာတွေပဲဖောက်ပြန်ဘာတွေပဲပေါ်ဘာတွေပဲပေါ်လာစိတ်ကပဲသိပါသည် my reality အတွင်းကို reality ပထမနာမခန္ဓာနာခန္ဓာစိတ်ကိုဆုံးတယ်လေးပါဘာတွေပဲပေါ်လာစိတ်ကပဲသိပါရင်လှုပ်တယ်လို့လဲစိတ်ကသိတယ်ပဲတိုးတယ်လို့လဲစိတ်ကသိပူတယ်အေးတယ်လို့စိတ်ကသိတာပါပဲစိတ်ကနုပဒနာသွားပြီးလှုပ်တယ်ခါလည်းပူတယ်အေးတယ်သိတဲ့စိတ်ကလေးဘာပဲပေါ်လာသိတဲ့စိတ်အဲ့ဒီစိတ်ကလေးကိုခြေတိုင်းအနေနဲ့နှလုံးသားအလယ်တက်တယ်လေးမှာသတိကလေးကလိုက်ပါမယ်ပညာတော်ကတော့နာသီကလေးမှာသတိကတဲ့ဖောင်းနာပိန်လေးဝမ်းမယ်လေးမှာသတိကမယ်ဟောဒီပရမတ်တွေ့ရောက်တဲ့ခါကျတော့ဟောဒီနှလုံးသားအလယ်တဲ့နေရာမှာရှိတဲ့စိတ်ကလေးကိုသတိကပ်ပါမယ်သတိကပ်ပြီးတော့မှဘယ်ဘာသတိလေးနဲ့လှုပ်တယ်လို့သိတဲ့စိတ်ကလေးတိုးတယ်လို့သိတဲ့စိတ်ကလေးပူတယ်အေးတယ်လို့သိတဲ့စိတ်ကလေးဆိုးတယ်ကြက်တယ်လို့သိတဲ့စိတ်ကလေးအဲ့ဒီစိတ်ကလေးကိုခဏဆရာတော်ဆွေးနွေးသွားပြီအကြံဉာဏ်ဆွေးနွေးသွားပါပြီဒီညီတော်မောင်အတွက်ခြံသားပါသည်ညီတော်မောင်ကအသေးစိတ်လေးကိုဆွေးနွေးမှာပါဒါကြောင့်မို့အဲ့လှုပ်တယ်တိုးတယ်ခါနဲ့ပူတယ်အေးတယ်လို့သိတဲ့စိတ်ကလေးကိုနှလုံးသားတဲတဲ့မှာသတိကနောက်စိတ်လေးနဲ့ဟောရခွင်လေးကိုရှေးစိတ်ကလေးနဲ့နောက်စိတ်လေးကိုဒါလေးပဲတီနေမှတ်တော့မယ်ဘာလို့တရားလဲမှတ်မှလဲဆိုရင်ရှေးစိတ်ကလေးကိုရှေးစိတ်ကပဲစိတ်နဲ့လှုပ်တယ်လို့သိတဲ့စိတ်နောက်စိတ်လေးနဲ့မဆက်ကလာတိုးတယ်လို့သိတဲ့စိတ်နဲ့နောက်စိတ်ကလေးနဲ့မဆက်ကလာပူတယ်အေးတယ်လို့သိတဲ့စိတ်နဲ့နောက်စိတ်လေးနဲ့မဆက်ကလာဓမ္မနုပါဒနာဘက်ကလွတ်နေတယ်လို့သိတဲ့စိတ်ကလေးကိုဟာနေတဲ့ငြိမ်ငြိမ်တီးနေသိတဲ့စိတ်ကလေးကိုရှေ့မှသိတယ်မှာနောက်စိတ်နေတာလေးပဲတီမဆက်ကလာရှေ့မှစိတ်ကလေးကိုနောက်စိတ်မှလေးနဲ့မဆက်ကလာဟောဒီဂွင်ကလေးကိုတော့တင်တို့ကြားဖို့နာဖို့နေကြတဲ့မရှင်းမလင်းသေးတဲ့ကြားဖို့နာဖို့တဲ့ဝိပဿနာဉာဏ်လို့ဆိုတော့ဟောဒီစိတ်ကိုပြောတာပါဝိပဿနာဉာဏ်ဆိုတော့ပထမနာမခန္ဓာနာခန္ဓာလို့လည်းခေါ်တဲ့ဝေဒနာနာလို့လည်းခေါ်တဲ့ဟောရစိတ်ကလေးကိုဘယ်စိတ်လဲလှုပ်နေတယ်လို့သိတဲ့စိတ်ကလေးတိုးတယ်ပူတယ်အေးတယ်သိတဲ့စိတ်ကလေးလွတ်နေဟာနေငြိမ်လို့သိတဲ့စိတ်ကလေးအဲ့စိတ်ကလေးကိုခြေတိုင်းနေတဲ့နှလုံးသားလဲတဲ့မှာသတိကနောက်စိတ်နဲ့မရှေ့မစိတ်ကလေးနောက်စိတ်နဲ့မဆက်ဟောရပထမအတွင်းမှာမဆက်ကလာဟောရဂွင်လေးကိုဝိပဿနာဉာဏ်လို့ခေါ်ပါသည်အဲ့ဒီဝိပဿနာဉာဏ်လည်းကြောင့်တဲ့တဲ့ရောက်ဖို့လိုပါသည်ဝိပဿနာဉာဏ်လောက်တဲ့တဲ့ရောက်မှသာလေမြင့်ဉာဏ်ဘုံဉာဏ်ကိုနိဗ္ဗာန်ကိုရနိုင်သည်ဝိပဿနာဉာဏ်လည်းကြောင့်တဲ့တော့မရောက်နိုင်ဘူးမြင့်ဉာဏ်ဘုံဉာဏ်နဲ့ဝေပါတယ်မြတ်တယ်ပေါ့ပညာမှတောက်တယ်လို့မရဘူးမြင့်ဉာဏ်ဘုံဉာဏ်မတရားဘူးတွေကပထမအတွင်းမှာဖောင်းတော်ပိန်လေးချုပ်အောင်မှတ်ပြီးမှဝိသေဆွေးလေးညင်းအောင်မှတ်ပြီးမှထိရသည်လေးညင်းအောင်မှတ်ပြီးမှပြည့်တဲ့သဘောလေးညင်းအောင်မှတ်ပြီးမှဟောဒီပထမအတွင်းမှာအမျိုးဖောက်ပြန်နေတဲ့ပေါ်လာတဲ့သဘောတွေသိတဲ့စိတ်လှုပ်တယ်တိုးတယ်ခါနဲ့ပူတယ်အေးတယ်လို့သိတဲ့စိတ်ဆုတ်ချက်မုန်းချက်တယ်လို့သိတဲ့စိတ်ငါသိတော့မလားလို့ကြောက်တယ်လို့သိတဲ့စိတ်လွတ်နေတဲ့ဟာနေတဲ့ငြိမ်ရတင်းရလို့သိတဲ့စိတ်အဲ့ပရမနာမေခန္ဓာနာခန္ဓာလို့ခေါ်တဲ့ဝေဒနာနာလို့ခေါ်တဲ့ဟောဒီစိတ်ကလေးကိုနှလုံးသားတဲထဲမှာရှိနေတဲ့သတိကနောက်စိတ်လေးနဲ့ဒါလေးမရှင်းပါစေတော့နောက်စိတ်လေးဒီဘာလို့သိရမလဲလှုပ်တယ်လို့သိတဲ့စိတ်ကလေးကိုစက်တဲ့စရိုက်မှရမှာပါတိုးတယ်လို့သိတဲ့စိတ်ကလေးကိုစက်တဲ့စရိုက်မှလှုပ်တာတိုးတာတုံတာခါတာဆိုတဲ့ပရမယုတ်တွေကိုမမှတ်ရပါဘူးအဲ့ပရမယုတ်တွေကိုမမှတ်ရပါဘူးပရမယုတ်တွေကိုဖောက်ပြန်တော့သိတဲ့ပရမနာမေခန္ဓာနာခန္ဓာလို့ခေါ်တဲ့ဝေဒနာနာလို့ခေါ်တဲ့အဲ့ဒီစိတ်ကလေးကိုဟောဒီလိုမှတ်ရမှာပါဒါကြောင့်ရှင်လေးနဲ့နှလုံးသားမှာလက်ထဲမှာသတိကပရမရောက်တဲ့ခါကျနှလုံးသားသတိကပြီးတော့မှလှုပ်တယ်ပူတယ်အေးတယ်လို့သိတဲ့စိတ်ကလေးကိုနောက်စိတ်လေးမရှင်းစိတ်ကိုနောက်စိတ်လေးနဲ့မလွတ်တမ်းလေးမှရင်နဲ့အဲကရှုပ်ဖွေးနေတဲ့အမိုက်ရှုပ်လေးအကုန်လုံးပြောင်းပါပြီစောတော့ကဲနေတဲ့ကိလေသာတွေအလုံးကုန်သွားပါသည်အလုံးပြောင်းလို့ဖြစ်သွားပါသည်အဲ့မှာကိလေသာကြီးကြီးတွေတစ်ဖြည်းနဲ့ရောပါပြီးတော့လင်းသွားပါသည်ဒါစိတ်တွေကြည်လင်တန်ရှင်းလာပါသည်ဒါကြောင့်မို့ဒီနေရာလေးကိုတော့စိတ်တဝိတ္တုပြောတော့ mind လို့ခေါ်တဲ့ဒီရစိတ်တဝိတ္တုပဲစိတ်တွေစင်ကြယ်သွားပါပြီအဲ့တော့စိတ်တွေစင်ကြယ်သွားပါပြီအဲ့တော့အဲ့ရှင်းစိတ်ကိုနောက်စိတ်လေးနဲ့မိုင်းနဲ့ဉာဏ်စိတ်တွေစင်တက်သွားပါသည်ဒါစာလိုတာသူကဉာဏ်စိတ်တွေခွဲတာဒီပဲတွေချိန်ထားတာပါတကယ်မှလည်း product ဆိုခါရောက်သွားတာပါဒါမို့ဒီရှင်းစိတ်ကိုနောက်စိတ်လေးနဲ့မိုင်းနဲ့
တရားဘက်ကညာတရားတော်မပြုတ်ချင်ဘူးမှတ်လို့ကောင်းလိုက်တာတရားမှတ်လို့ကောင်းလိုက်တာပြုတ်ချင်တရားပြုတ်ပြီးတော့ပြောတော့ကောင်းမှတ်ကိုမှတ်နေတယ်မှတ်လို့ဒါကောင်းလားဆိုရဲတရားတော်မပြုတ်ချင်ဘူးဆိုတဲ့နေရာလေးကိုတော့ယောဂီပေါင်းတို့ရေရစေရဆိုရင်တက္ကာရုပက္ခညာလို့ခေါ်ပါတယ်အဲ့မှာဆိုရကြတဲ့တုံးတဲ့ခါလာဆိုရကြတဲ့မရှိတော့ဘူးလုံးဝငင်းငင်းညံ့ညောင်းနေတဲ့ရှေးမလေးနဲ့နောက်မလေးနဲ့ရှေးမလေးအကိုက်ကလေးမှတ်လို့ကောင်းနေလိုက်တာမှတ်လည်းမလုပ်ဘူးမှတ်လို့ကောင်းလိုက်တဲ့ဒါငင်းညံ့ညောင်းလေးနဲ့မှတ်လို့ကောင်းနေလိုက်တာအဲ့ဒီနေရာလေးတော့တက္ကာရုပက္ခညာလို့ခေါ်တဲ့အရိယာနေနဲ့ဆိုတော့လက်ရှိမှသောတာပန်အလေသောတာပန်ညာလို့ခေါ်ပါသည်ယောဂီပေါင်းတို့ရေအလွန်တန်ဖိုးကြီးမာလာတဲ့နေရာပါပဲအဲ့ဒီမစ္စနာပရိပရာလို့ခေါ်တဲ့တေခါဘက်ကညာလို့ခေါ်တဲ့လက်တွေ့ရ practical ရဆိုရင်တရားတော်မဖြုတ်ချင်ဘူးတရားတော်မှတ်လို့ကောင်းလိုက်တာဆိုတဲ့နေရာလေးအဲ့ဒီနေရာလေးရောက်လိုက်တာနဲ့တကယ်ယောဂီပေါင်းတို့ရေသိခြင်းနဲ့ခြေသေးပါအောက်လေးဘုံကိုလုံးဝမကြနိုင်တော့ဘူးအပေါ်ပဲရောက်မှာပါပဲအနည်းဆုံးတောင်ရင်သားတော့ရောက်မှာပါပဲတောင်ရင်သားတိုင်းပြီးတော့ရောက်သွားမှာပါပဲဟိုတောင်ရင်သားလက်တို့တိုင်းပြီးတော့ရောက်သွားရင်လည်းပဲတရားမှတ်စရာတော့မလိုဘူးတဲ့စောရောက်လာတဲ့ကိုယ်နောင်တော်တွေအမတော်တွေပေါ်ရောက်နေတယ်ဟာညီမလေးရောက်လာဟာညီလေးရောက်လာပြီအေးရောက်လာပြီဗျာအေးကွာအဲ့ဒီတော့လူတိုင်းပြီးတော့ငါတို့ဆရာတော်ကဒီလိုလေးပတ်ဖို့ပြောတယ်ကွာဟောတဲ့တက္ကပကညာမှတ်စရာကောင်းတဲ့အမှတ်ကလေးမှတ်ရပါပဲငိမ့်နေတယ်လို့သိတဲ့စီလေးမှတ်ရပါပဲငိမ့်နေတယ်လို့သိတဲ့စီမှတ်ရပါပဲလို့ဆွေးနွေးပါရဲ့သားနဲ့တို့လည်းအဲ့ဒါလေးမမှတ်ခဲ့ဘူးအဲ့ဒါလေးမှတ်တော့အဲ့စိတ်လေးဆိုတော့မင်းညာဘုံညာတေရောရမှာပဲလို့ဆွေးနွေးတဲ့အေးဟုတ်တာပဲလို့ဆွေးနွေးရင်နာကြရင်လည်းပဲမင်းညာဘုံညာနိဗ္ဗာန်ကိုဟောရအပေါ်ရောက်သွားတဲ့အခါမှာတရားမှတ်စရာမလိုပဲနဲ့ဓမ္မတာဝနာဓမ္မတက္ကသဓမ္မဒေသနာဆွေးနွေးမြင်းများနာကြရင်လည်းမင်းညာဘုံညာနိဗ္ဗာန်ကိုအပိုင်ရောက်နေပါသည်လို့ဘုန်းတော်ကြီးတော်ဘုရားမြတ်စွာဘုရားရှင်သည်ကရုဏာရှိထားမြတ်တာအဖြစ်ဟောကြားတော်မူခဲ့ပါ၏တည်း